ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ I am Legend ဆိုတဲ့ကမ္ဘာကျော်မင်းသားကြီး Will Smith ရဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လာမယ့်အနာဂတ်မှာတော့သိပ္ပံပညာရှင်တွေက with the virus ကိုမျိုးပြောင်းပြီးတခြားယောဂတွေကုသတဲ့နေရာမှာဇာထိုးကုသနေကြပါတယ်ဒီမျိုးဗီဇပြောင်းထားတာဆွမ်းလို့ကင်ဆာတောင်ပျောက်တယ်ဆိုပါတယ်ဒါမဲ့လည်းအတ္တကြီးတဲ့လူသားတွေဆိုတော့ဒီ virus ကိုထိန်းချုပ်နိုင်စရာမရှိတော့ပဲလူတိုင်းနှီးပါကူးဆက်သွားပါတော့တယ်ဒီလိုကူးဆက်ရာကနေမိစ္ဆာနဲ့လို့ခေါ်တဲ့အကြီးအဆိုပြီးစိတ်ချမ်းတူချမ်းဖုတ်ကောင်တွေပုံစံပြောင်းသွားကြပါတယ်ဒီလိုဖုတ်ကောင်တွေဟာမြင်သမျှလူတွေကိုစားပြီးနေအောင်တော့ကြောက်ကြပါတယ်ဒီ virus ကူးဆက်ပြီး3နှစ်ကြာတော့ဟိုးရင်ကပြပန်းခမတက်စီကားခဲ့တဲ့နယူးယောက်မြို့ကြီးလိုမြို့ကြီးကလည်းတောနယ်ကြီးတစ်ခုအသွင်ပြောင်းသွားပါတယ်တရိတ်ဆန်တွေကလည်းရှောက်သွားနေကြပါတယ်ဒီမြို့ကြီးထဲမှာတယောက်တည်းကန်ဆိုးတာလားကန်ကောင်းတာလားမသိပဲကွက်ကြိုင်တဲ့သူကရောဘတ်ပါစစ်တပ်ထွက် virus ဗေဒပညာရှင်လည်းဖြစ်တဲ့ရောဘတ်ကတော့သူ့ခွေးလေးဆန်နဲ့အတူတနေ့ရှောက်သွားရင်းနဲ့အချိန်ဖြုံးနေကြပါတယ်စားကြအကုန်လုံးမဲလိုက်ကြတဲ့အခါမျိုးဆိုခွေးလေးဆန်ကရောဘတ်ကိုသားကောင်ကူဖမ်းပေးလိရှိပါတယ်ဖုတ်ကောင်တွေဒရကြမ်းပြည့်နေတော့ရောဘတ်ကအမြဲတနက်ကင်ပြီးသွားရပါတယ်အမဲလိုက်နေတော့မဲ့သဘာဝတရားကြီးကိုလည်းမျက်နှိုးပုံရတဲ့ရောဘတ်တယောက်သားကောင်ပြစ်ဖို့ချိန်နေတော့ချင်းသေးမိသားစုကဝင်ဆွဲသွားလို့ဒီတိုင်းလွတ်ပေးလိုက်ပါတယ်နောက်တော့နေဝင်တဲ့အချိန်မိသွားမှဆိုလို့နိုင်ရီကိုအလန်းပေးထားတော့အလန်းမြည်တဲ့အချိန်အိမ်ကိုအချိန်မီရောက်အောင်ဒုံဆိုင်ပြေးရပါတော့တယ်ဗိုင်းရပ်ကူပြေးတဲ့ကနေတဲ့ခန်းဆိုတော့ဘန်ကာတစ်ခုလိုဖြစ်နေပါပြီနေဝင်ပြီဆိုတာနဲ့ရောဘတ်ကတကားတွေ brain box တွေအားလုံးကိုပိတ်ရင်ဖုတ်ကောင်တွေအနက်ခံပြီးမှဆိုလို့ပုံမှန်လုံနေကြအတိုင်းခြေရဖျောက်လိုက်ပါတယ်ဒီလိုနဲ့ညရောက်တာနဲ့ရောဘတ်တယောက်သူရှာထားတဲ့ရိတ်ခါတွေနဲ့ညစာချစ်ပြုတ်စားတော့ရင်တရင်ဟောင်းတွေတချင်းတွေနားထောင်ရင်အချိန်ဖြုံးပါတယ်စန့်ကိုလည်းအစာကျွေးစကားတွေပြောရင်စိတ်ကိုဖြေပြောက်နေပါတယ်ဒါမဲ့ဘလို့ပဲဖြေပြောက်အရင်ကအတိတ်ကြောင်းတွေကလိုပြန်ပေါ်နေတော့ရောဘတ်တယောက်စိတ်တက်ကြနေပါတယ်ညောက်တော့ရေချိုးစလုံးနဲ့ဆန်တဲ့နှစ်ယောက်သားတူတူအိတ်ရင်အပြင်ဘက်ကဖုတ်ကောင်တွေတန်ကြောင်သူ့မိသားစုအကြောင်းကိုပြန်စဉ်းစားမိသွားပါတယ်ဗိုင်းရပ်တွေစကူတဲ့ချိန်တော့ကအစိုးရကသူတို့နေတဲ့နေရာကိုဒေါင်းလော့ပိတ်ချပစ်လိုက်တာကြောင့်ရောဘတ်တို့မိသားစုပိတ်မိသွားပါတယ်ဒီလိုပိတ်ချလိုက်တော့လူတွေလည်းကြောက်လန့်နေကြထွက်ပြေးကြရင်ကဘာဖြစ်တဲ့အတိုင်းရှုပ်ရှက်ခတ်ကုန်ကြပါတော့တယ်ရောဘတ်လည်းသူ့မိမဇိုဝီသမီးလေးမာလီနဲ့ဆန်တို့ကိုကားနဲ့သွားကြိုပြီးမျိုးတွေကထွက်ဖို့ပြင်းနေပါတယ်ရောဘတ်ကတက်ကဆိုတော့လှုပ်ရှိသေးလို့သူမိမနဲ့ကလေးတွေကိုတခြားဘက်ကအမျိုးတွေစီကိုသွားနေစေချင်နေပါတယ်ဒါမဲ့ရောဘတ်ကြံနေခဲ့ပြီးဗိုင်းရပ်ကိုစမ်းသပ်ရအောင်မှသိသွားလို့ဇိုဝီကစိတ်တွေစိုးနေပါတယ်ဒီကိစ္စကနေလက်မယားနှစ်ယောက်စကားများကြရင်ကားတိုက်တော့မလို့ဖြစ်သွားပါတယ်ဘာတွေဖြစ်ခဲ့ကြမှန်းမသိပေမဲ့ရောဘတ်ကခုချိန်ထိဖြည့်စည်းရှာမဲ့အကြံကိုလက်မလျှော့သေးပါဘူးခုတော့နေတိုင်းမိုးလင်းတာနဲ့လေ့ကျင့်ခန်းလို့ပြီးတာနဲ့မြောက်ခန်းတွေကတက်ခွဲခန်းထဲသွားရင်စမ်းသပ်နေပါတယ်စန့်ကိုတော့ယောဂကူးမှဆိုလို့ခေါ်မသွားပါဘူးတက်ခွဲခန်းထဲမှာဗိုင်းရပ်ထိုးထားတဲ့ကြွက်လောင်အိမ်ပေါင်းများစွာရှိနေပြီးရောဘတ်တယောက်သူထွင်ထားတဲ့ဆေးမျိုးကိုစမ်းသပ်ကြည့်နေပါတယ်ရှိသမျှဆေးတွေမအောင်မြင်ပဲတရက်ကြတော့ကြွက်တကောင်ပြန်ကောင်းလာတာကိုတွေးလိုက်ရပါတယ်ခုတော့ကြွက်နဲ့စမ်းသပ်တာအဆင်ပြေလို့နောက်တစ်ဆင့်လူနဲ့စမ်းသပ်ဖို့လိုလာပါတယ်ရောဘတ်နဲ့ဆန်တို့ပြင်းပြင်းရှိတာနဲ့ဗီဒီယိုဆိုင်သွားကြပါတယ်ဆိုင်ထဲမှာလူတွေပုံစံနဲ့အတိုင်းရုပ်တွေကိုထားပြီးရောဘတ်ကမေအောင်ဆွေအောင်တွေကိုစကားပြောနှုတ်ဆက်လေးရှိပါတယ်အခွေငှားပြီးရင်ပြန်သွားအဲ့ရင်နောက်တစ်ခွေယူလာတတ်တော့သူ့ကိုယ်သူပြောအောင်လုပ်နေရရှာတာပါအခွေဆိုင်ကထွက်ကြရင်နှစ်ယောက်သားဆိုင်ခင်းဘက်ကိုသွားကဟင်းရွက်ခူးကြပါတယ်နောက်တော့သူတို့ရောက်ဖူးတဲ့အိမ်တွေကိုမြေပေါ်မှတ်ရင်နေတိုင်းတစ်လုံးကိုဝင်ရှာကြပါတယ်ဒီလိုဝင်ရှာရင်အများဆုံးတွေ့တာကတော့ဆေးတွေနဲ့အိမ်သုံးပစ္စည်းတွေပါရောဘတ်အိမ်ကိုရှာရင်လူတွေဒီမှာနေဘူးကြပါလားဆိုတဲ့အသည့်နဲ့တခါတလေစိတ်တက်ကြကျင်တယ်လို့ဖြစ်သွားတတ်ပါတယ်ဟိုရှာဒီရှာလုပ်ပြီးတော့ရောဘတ်ကကားကိုဂက်စ်တင်ရင်လုံနေကြနောက်ဆုံးတိုင်းတရားနာကိုသွားပြီးအသက်ရှင်ကြံခဲ့တဲ့သူတွေရှိရင်သူ့စီကိုလာဖို့အတန်လွင့်ပေးတတ်ပါတယ်တမျိုးလုံးမှာသူတယောက်ထဲပဲကျန်တော့လေးလေးပေါ်ကားရလို့ရိုက်နေလှုပ်ချင်တိုင်းလှုပ်နေရင်သူ့ကိုယ်သူပြောအောင်နေပါတယ်တညနေကြတော့ဆန်ကသမီးလေးတစ်ကောင်ထွက်ပြေးသွားတာကိုမြင်လို့ခွေးတို့တဘာဝတိုင်းနောက်ကနေပြေးလိုက်ရင်ရောဘတ်လည်းနောက်ကနေပြေးလိုက်ပါတယ်သမီးလည်းကြောက်လန့်တကြားပြေးရင်လမ်းကြားတစ်ခုထဲရောက်တော့ပေါင်မဲနေတဲ့အိမ်ဦးကြီးတစ်လုံးနဲ့ဝင်ပြေးသွားပါတယ်ဆန်တယောက်မကြောက်မလန့်နဲ့အထဲကိုပြေးလိုက်သွားတော့ရောဘတ်လည်းဖုတ်ကောင်လေးပုံးနေမှာဆိုလို့အပြင်ကနေပဲကြောက်နဲ့ကြည့်နေပါတယ်ဆန်ကိုအပြင်ကနေကြောခေါ်နေတာပြန်ထွက်မလာလို့ရောဘတ်လည်းအထဲလိုက်ဝင်သွားရပါတယ်အတန်မကြောက်အောင်ခြေတံလုံနဲ့ဝင်သွားရင်သူ့ခွေးကိုမထားခဲ့နိုင်တာနဲ့လိုက်ရှာတော့လေကားတစ်ထက်နာရောက်သွားပါတယ်ဒါနဲ့ဓမီကိုဖွင့်ရင်အာတင်ပြီးလိုက်တော့လေကားတစ်လျှောက်လုံးသွေးရည်နဲ့ရွှဲနေတာမြင်သွားပါတယ်သွေးစီးကြောင်းတစ်လျှောက်လိုက်ရင်အလောင်းတစ်ခုကိုတွေ့တော့သူ့ခွေးများလားဆိုပြီးခဏကြောက်သွားပါတယ်ဒါမဲ့တမင်ဖြစ်နေတော့ဆက်ရှာရင်နိုင်ရတစ်ခုနားမှာဖုတ်ကောင်လေးရက်နေတာကိုဖြုံးဆိုတွေ့သွားပါတယ်ဒါနဲ့မိချစ်ချင်းပိန်နောက်ကိုဖြည်းဖြည်းချင်းပြန်ဆုပ်ရင်လိုက်ရှာတော့ခွန်အောင်လေးမှာပုံနေတဲ့ဆန့်ကိုတွေ့သွားပါတယ်ဆန့်ကိုလာဖို့ခေါ်ပေမဲ့တစ်ခုကြောက်နေလို့ထွက်မလာပါဘူးဒီချိန်မဲ့ဖုတ်ကောင်တစ်ကောင်ကရောဘတ်နောက်ကနေပေါ်လာပြီးခုံအောင်တော့တနက်နဲ့ပြင်တချို့တဲ့တုတ်ချီတင်ပြီးပြေးပါတော့တယ်ခွေးကိုတခြားလမ်းကသွားခိုင်းလိုက်တဲ့ချိန်နောက်မှလည်းဖုတ်ကောင်တွေတပြုံကြီးလိုက်လာပါတယ်ဒါနဲ့မထူးတော့ဘူးဆိုပြီး brain box ကနေခုံချတော့ဖုတ်ကောင်တွေသူ့ကိုမိသွားပါတယ်ဖြစ်ချင်တော့သူနဲ့အတူပါလာတဲ့ဖုတ်ကောင်တွေနေအောင်ကြောက်အကုန်တေကုန်ပြီးကျန်တဲ့ကောင်တွေကတော့အထဲမှာကျန်ခဲ့ပါတယ်ခုတော့သူခွေးနဲ့ပြန်ဆုံသွားပြီးရောဘတ်လည်းဖုတ်ကောင်တွေကိုဖမ်းဖို့တရားပေါ်မှာထရက်ကားနဲ့ထောင်ချောက်ဆင်နေပါတယ်စန့်ကိုကိုက်ခံရမှာဆိုလို့ကားထဲမှာထားခဲ့ပြီးသူ့သွေးတွေနဲ့ထောင်ချောက်ဆင်ထားတဲ့နေရာမှာသွားချထားပါတယ်နောက်တော့ဒီထောင်ချောက်ကိုဖုတ်ကောင်တွေနေများတဲ့အဝင်ဝမှာချထားလိုက်ပြီးသွေးနဲ့ရလို့ဖုတ်ကောင်တွေထွက်လာတော့ထောင်ချောက်ဝုန်းဆိုကျလာပြီးဖုတ်ကောင်တစ်ကောင်ကိုဖမ်းမိသွားပါတယ်ဒီချိန်ခေါင်းဆောင်လို့ထင်ရတဲ့ဖုတ်ကောင်တစ်ကောင်အဆောက်အုံပြင်ကိုထွက်ကြည့်ပြီးရောဘတ်ကိုဒေါသတကြီးနဲ့အော်နေပါတယ်နေအောင်ကြောင့်အသားတွေလောင်သွားတော့မှအထဲကိုပြန်ဝင်သွားရင်ဒေါသတကြီးနဲ့စိုက်ကြည့်နေပါတယ်နောက်တော့သူဖမ်းလာတဲ့ဖုတ်ကောင်ကအမဖြစ်နေပြီးသူတည်တွင်ထားတဲ့ဆေးနဲ့စမ်းကြည့်ဖို့လုပ်နေပါတယ်ပထမဆုံး UV လင်းနဲ့ဗိုင်းရပ်ကူထားမထားကြည့်ရင်လေပင်မှာလက်ပြပုံတတူလေးတွေ့သွားပါတယ်ရောဘတ်လည်းစစ်ကြည့်ပြတာနဲ့ကြွက်နဲ့ဆန်းသက်ရရလာတဲ့ဆေးရည်ကိုထိုးလိုက်ပါတယ်
စက္ကန့်နေနဲ့ကြာတဲ့အထိဘာမှမထူးသေးပါဘူးနောက်တော့ရုတ်တရက်ဖုတ်ကောင်မကထောက်အောင်ပြီးအတင်းယုံပါတယ်ဘုံတိုင်းတွေတောင်းကျမ်းပြီးတော့ဖုတ်ကောင်မကငြိမ်ကျသွားပြီးလက္ခဏာတွေအလုံး0ပြတ်သွားပါတယ်ဒါနဲ့ဖုတ်ကောင်အသက်ရှင်အောင်ဗိုင်းရပ်စ်ဆေးသစ်ချက်ချင်းပြန်ထိုးပေးလိုက်ရပါတယ်သူစီးမအောင်လို့ဒေါသဖြစ်ဖြစ်နဲ့ရောဘတ်တောင်းကျမ်းနေပါတယ်နောက်တော့ဖုတ်ကောင်မကိုဖန်လုံကန်းနဲ့ပြန်ထည့်ရင်သူစစ်ထားတဲ့စမ်းသပ်ချက်တွေကိုအတန်သွင်းနေပါတယ်နေကင်းကတွေးခဲ့တဲ့နေအောင်နဲ့အသက်လောကြီးထွက်လာတဲ့ Alpha အကြောင်းကိုလည်းထည့်ပြောခဲ့ပါတယ်ကြည့်ရတာအုံနောက်လွတ်သွားတာလားဒါမှမဟုတ်သူတို့စားတဲ့အစားအစာတွေကြောင့်ရှင်တန်တဲ့ဗီဇကိုမတိကျိုးကြုံပြုခဲ့တယ်လို့ယူဆနေပါတယ်ဒီဖြစ်အကြောင်းအတိတ်ကယောဂစဖြစ်တဲ့ချိန်လူတွေစပြီးယူကုန်ကြတဲ့ပုံကိုမြင်အောင်လာခဲ့ပါတယ်ကားတွေပိတ်ကုန်လို့တင်းမောကူရိုနဲ့ကူးရတဲ့အထိဖြစ်ကုန်ပါတယ်ဖြစ်ချင်တော့ကူးခွင့်ရတဲ့သူပဲဖြတ်ခိုင်းတာမို့လို့လူတွေကြမ်းခင်မှာကြောက်နေကြပါတယ်ကလေးတွေပါတဲ့မိသားစုတွေဆိုဖြတ်ခွင့်ပေးဖို့တဲတန်တောင်းပန်နေကြတာပါဘယ်တိုင်းပြည်မဆိုစဖြစ်တာနဲ့စစ်တပ်ကအရင်ဆုံးလမ်းတွေပိတ်ပါညာလောက်ကြပါတယ်ဖြစ်ချင်တော့ရောဘတ်ကလည်းတက်ထဲကအကောင်ဆိုတော့သူ့ကိုစစ်သားတွေကလိုက်ပုတ်ပြီးရင်သူတို့ပါခြေချင်းဒိုးရပါတယ်ဒီလိုနဲ့စိတ်ကန်းသားရောက်တော့ရောဘတ်တို့မိသားစုကိုယောဂရှိမရှိစစ်ဆေးရင်သူတို့သမီးမာလီကဖြတ်ခွင့်ရပြီးဇိုဝီကတော့စီးမအောင်ပါဘူးဒီမှာပဲတာမင်းယောက်ကဘာထပြည့်ရင်ရောဘတ်လည်းအာနာသုံးပြီးထက်ဆက်ခိုင်းတော့မှစစ်ကြောင်ပြီးအောင်သွားပါတယ်စစ်တပ်မိသားစုဆိုတော့ဗဇင်းနဲ့လိုက်ခွင့်ရပါတယ်ဒီမှာပဲရောဘတ်ကသူမိမကိုနိုင်ရင်နှုတ်ဆက်ပြီးစန့်ကိုတော့ခေါ်ထားလိုက်ပါတယ်ဒီမှာပဲရဟရင်ပြန်တက်သွားတော့သမီးလေးကလိပ်ပြပုံလေးပြရင်နှုတ်ဆက်သွားပါတယ်ခုတော့ရောဘတ်နဲ့သူ့ခွေတို့သူတို့ပုံမှန်လုံနေကြအတိုင်းလုံနေကြရင်ပြန်ချိန်ရောက်လာလို့အိမ်ပြန်တဲ့အချိန်ပဲထူးခြားတာကြုံလိုက်ရပါတယ်အဲ့ဒါကတော့တရားနာမှာရင်တုံးကတစ်ခါမှမတွေ့ဘူးတဲ့ရုပ်တစ်ခုရောက်နေတာပါရောဘတ်သူ့မျက်လုံးမှားနေတာလားလို့တေချာအောင်ကြည့်ရင်သူများယူသွားတာလားလူလားအယုတ်လားဘာညာနဲ့ကြောင်ပြောက်ပြီးအယုတ်ကိုတနက်နဲ့ပစ်ပါတော့တယ်အယုတ်လဲကြိုးပြီးပြုတ်ကျသွားတော့ရောဘတ်အနားကိုသွားကြည့်ရင်ဘေချွန်တန်နေကြားလို့တိုက်တွေကိုလည်းတနက်နဲ့ကောက်ပစ်ပါတော့တယ်ဘာမှမထူးတော့မှရောဘတ်ရုပ်ကိုစစ်ကြည့်ဖို့သွားတော့ကားကြီးကပြုတ်ကျသွားပြီးဖုတ်ကောင်အေဗာကသူ့ထောင်ချောက်ဆင်ထားတဲ့အတိုင်းတသွင်မသိမ်းဆင်ထားလို့ရောဘတ်ဝက်ပြန်လဲသွားပါတယ်ကျိုးနဲ့ဖြုံးဆိုဆွဲလိုက်တဲ့အချိန်ကြောင့်ရောဘတ်တယောက်သတိလဲသွားပြီးဒဏ်ရာကြောင့်သွေးတွေလည်းတစိမ့်စိမ့်နဲ့ကျနေပါတယ်ဒီလိုနဲ့နည်းနည်းကြာသွားတော့နိုင်တန်ကျလို့ရောဘတ်လန့်လို့လာပါတယ်သူ့ခွေလေးကအနားမှာပဲရှိနေသေးပြီးတော့နေကလည်းဝင်ပါတော့မယ်အဲ့ဒါနဲ့ရောဘတ်ကသူ့ဓာတ်ကိုထုတ်ပြီးကျိုးကိုဖျက်ပါတယ်ကျိုးပြက်ပြီးမြေကြီးပေါ်လွတ်ကြီးပြုတ်ကျလို့ခြေထောက်နာသွားပါတယ်ဒါနဲ့ဒီရွတ်တိုက်ပြီးကားစီကိုသွားဖို့လုပ်နေတော့ခွေးကအဆောက်အုံတဲကနေအတန်ကြားလို့အော်ရာရက်သွားပါတယ်ဒီမှာပဲဖုတ်ကောင်အေဗာကဗိုင်းရပ်ကူးထားတဲ့ခွေးတွေနဲ့ရောက်လာပြီးရောဘတ်ကိုရှူတိုက်ပါတယ်ဒါမဲ့ခွေးတွေကနေအောင်ကြံသေးလို့နာသွားပြီးပြန်ဆုတ်သွားပါတယ်ဒါနဲ့ရောဘတ်အာတင်ပြီးထိုင်ရင်တနက်ရှိတဲ့ကားစီကိုထောနဲ့ပြေးသွားပါတယ်ဒီလိုနဲ့နေဝင်သွားရင်ဖုတ်ကောင်ခွေးတွေကြိုက်ဖို့ပြေးလာကြပါတယ်တကောင်ကဆန့်ကိုခုံရင်ရောဘတ်ကတခြားကောင်တွေချနေရပါတယ်ဖုတ်ကောင်ခွေးကြီးနဲ့ရုံးရင်ဆန်ခတ်တွေဖြစ်နေရင်တနက်ရှာလို့ရသွားတာနဲ့တကောင်ပြီးတကောင်ကိုပြစ်တက်ပါတော့တယ်ဆန်ကတော့ဖုတ်ကောင်တွေကြိုက်ခံရလို့နာနေပြီးရောဘတ်လည်းသူ့ခွေးကိုတခွဲကန်းနဲ့ခေါ်သွားပါတယ်အထဲကိုရောက်တော့သူပေါ်ထားတဲ့ဆေးတလုံးထိုးပေးရင်ပြီးတော့သူ့ချစ်တော်လေးကိုရင်ဘတ်ထဲထည့်ရင်တချင်းဆိုတိတ်နေပါတယ်ဒီလိုနဲ့တဖြည်းဖြည်းကြာလာတော့ဗိုင်းရပ်ကူးထားတဲ့ဆန်စပြီးပြောင်းလဲလာပါတယ်ခုတော့ရောဘတ်လည်းဘာမှလုပ်မရတော့ပဲသူ့ချစ်ဆုံးခွေးလေးကိုစုံတက်ပေးလိုက်ရပါတယ်နောက်နေ့ကျတော့ပန်းချန်ထဲမှာဆန့်ကိုမြုပ်ပေးရင်သူတို့နေကြတိုင်းသွားစရာရှိတာသွားရင်နေပါတယ်နောက်တော့ပေါ်ဆိုလို့လုံးဝမရှိတော့တာနဲ့ဗီဒီယိုဆိုင်ကိုတွားရင်အယုတ်ကိုသွားစကားပြောပါတယ်ခုတော့ရင်ဖွင့်စရာလည်းမရှိအပြင်းပြအောင်လုပ်ပေးမဲ့သူကလည်းမရှိတော့ရောဘတ်တယောက်စပြီးပြိုလဲစပြုတ်လာပါပြီစိတ်ကလည်းငြင်းဒေါသကလည်းထွက်နေညဘက်ကြီးလည်းကားရှောက်မောင်းရင်ပေးသမျှဖုတ်ကောင်တွေအကုန်လုံးကိုတိုက်ရင်သူ့ချစ်တော်ခွေးလေးတွေလက်စားချေနေပါတယ်နည်းနည်းလောက်ကိုတက်လိုက်နိုင်ပေမဲ့အယ်ဖာမိနဲ့တိုက်ခိုက်သူတွေကိုတော့သူတက်လို့မရပါဘူးဒီဖုတ်ကောင်တွေကဓမီတိုင်ပေါ်ခိုးတက်ပြီးရောဘတ်ကားရက်သွားအောင်လှုပ်ပစ်လိုက်ပါတယ်နောက်တော့ကားကိုပါဆွဲမောက်ပစ်လိုက်ကြပါတယ်အယ်ဖာကြီးရောဘတ်ကိုပီကျိတ်ဖို့လုပ်နေတဲ့အချိန်မှာပဲအနောက်ကနေ UV အလင်းကြီးကထွက်လာလို့ဖုတ်ကောင်တွေကြောက်ပြီးထွက်ပြေးသွားကြပါတယ်ရောဘတ်ကိုလည်းဘယ်ကရောက်လာမှမသိတဲ့သူတွေကလာကယ်သွားပါတယ်ရောဘတ်ကတော့ကားမောက်တဲ့အချိန်ခေါင်းထိသွားလို့ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာမမှတ်မိပါဘူးဒါပေမဲ့သူ့ကိုခေါ်လာတဲ့မျိုးသမီးကဘယ်ကိုခေါ်သွားရမလဲမေးတာနဲ့ရောဘတ်ကသူ့နေရာကိုပြောပြလိုက်ရင်အနောက်ကနေဖုတ်ကောင်တွေလိုက်မလာအောင်မြစ်ချေဖြတ်ခဲ့ဖို့ပြောရင်ထပ်မိသွားပါတယ်ရောဘတ်တယောက်သူ့မိသားစုကြောင့်အိမ်မက်ပြန်မဲ့နေပါတယ်ရောဘတ်သူမိမနဲ့ကလေးကိုနှုတ်ဆက်ပြီးပြန်လက်ထွက်တဲ့အချိန်မှာပဲစစ်တပ်ကမြစ်ကူးတရားကိုဖောက်ခွဲပြီးဖျက်ပစ်လိုက်ပါတယ်အဲ့ဒီမှာပဲဘုံအရှင်ကြောင့်တခြားရဟတ်ရင်ထိမ့်မရပဲရောဘတ်မိမတို့ရှိတဲ့ရဟတ်ရင်ကိုဝင်ဆောင်ရင်းနဲ့အကုန်လုံးပစ္စည်းပြီးတေကုန်ကြပါတော့တယ်ဒီလိုနဲ့ရောဘတ်သူ့အိမ်က TV ကတ်တုန်းကားတန်ကြောင့်လက်နိုးလာပါတယ်ခြေထောက်ကဒဏ်ရာတွေလည်းဆေးထက်ပေးထားတာမြင်လိုက်ပေမဲ့စိတ်ပူနေလို့တနတ်ယူပြီးနောက်ဖေးကိုဝင်သွားပါတယ်သူမိမနဲ့ကလေးကိုမြင်အောင်လိုက်ပေမဲ့တကယ်တမ်းကျတော့အန်နာနဲ့သူ့သားအီတန်တို့ဖြစ်နေပါတယ်သူတို့ကမနေ့ကရောဘတ်ကိုကယ်ခဲ့ကြတာပါအန်နာမနစ်စာလောက်ထားတော့ရောဘတ်လည်းတနတ်ကိုချပြီးသူတို့နဲ့အတူဝင်စားပါတယ်နောက်တော့အန်နာတို့သူတို့အကြောင်းကိုပြောပြပါတယ်သူတို့မယ်ရီလန်းကလာရင်ရောဘတ်အတန်ကိုကြားလို့ဝင်လာကြတာလို့ပြောပါတယ်ဖားမောင်ဘက်မှာအသက်ရှင်ကြံတဲ့သူတွေရှိသေးတယ်လို့ကြားလို့အဲ့ဘက်ကိုသွားဖို့ပြင်နေကြတာပါအဲ့ဘက်ကတောင်းနေဆိုတော့အေးပြီးတော့ဗိုင်းရပ်မရှင်ဘူးလို့ပြောပါတယ်ရောဘတ်ကတော့မယုံပဲအန်နာကိုလည်းအကုန်လုံးတေကုန်ပြီလို့ပြောရင်စားစရာတွေကိုဒေါသတကြီးနဲ့လွတ်ပစ်လိုက်ပါတယ်နောက်တော့မှကလေးလဲပါလာတော့ဒေါသထွက်မြန်လို့အန်နာတို့တနက်နဲ့ကောက်ချိန်တော့မှအပေါ်ဓာတ်ကိုတက်သွားပြီးစိတ်ဖြီပါတယ်စိတ်ငြိမ်ပြီဆိုမှပြန်ဆင်းလာရင်အီတန်ကိုမတိခိုက်အောင်လို့ကာတွန်းကားထဲကအတိုင်ပြောပါတယ်သူလည်းဒီစကားကိုကြိုက်ပြီးအဲ့ဒီထက်ကအတိုင်လိုက်ပြောပြနေပါတယ်နောက်တော့သူ့အသက်ကိုကဲခဲ့လို့အန်နာကိုလည်းကျေးဇူးတင်စကားပြောရင်စကားပြောပြကြပါတယ်အန်နာကဆန်ပိုလိုကအရေးပေါ်ကယ်ဆယ်ရေးတင်မောတစ်စင်းပေါ်ကိုရောက်ဖူးတယ်လို့ရှင်းပြရင်ဒီတင်မောတွေလည်းအကြာကြီးနေလို့မရပါဘူးနောက်တော့ရေတက်တွေလည်းပစ္စည်းသွားတော့အန်နာတို့လည်းရိတ်ခါပြက်ရင်ကမ်းခြေဘက်ကိုပြန်လာကြတာပါသူတို့တက်ရှာနေတော့သူတို့လေကိုခိုးသွားတော့တောင်တင်ကျန်ခဲ့ပါတယ်
အန်နာတို့ဖဲထဲမှာ9ယောက်လောက်ကယောဂကင်းကြပေမဲ့ဖုတ်ကောင်တွေလက်ချက်ကြောင့်ပဲတေကုန်ချတယ်လို့လည်းပြောပါတယ်ခုတော့ဘာမောင်ကိုသွားကျင်နေတော့မဲဆိုတော့သူတို့မလိုက်မဲ့အကြောင်းနဲ့ယောဂကာကွယ်ဆေးရှာရအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်နောက်တော့သူတို့တွေမင်းကြကရောဘတ်ကိုတွေးတဲ့နေရာကိုပြန်သွားကြရင်ရောဘတ်ကသူ့ကိုဖမ်းကြတဲ့ထောင်ချောက်ကိုပြန်စစ်ဆေးနေပါတယ်စစ်ကြည့်တော့မှဒီဖုတ်ကောင်တွေကသူ့ထောင်ချောက်ထဲကပစ္စည်းတွေကိုပါယူပြီးဆင်ထားတဲ့အကြောင်းကိုသိသွားပါတယ်ရောဘတ်ကတော့ညံထိုင်းတဲ့ဖုတ်ကောင်တွေဒီလိုလုံနိုင်မယ်လို့လုံးဝမယုံပါဘူးဆိုလိုတာကဒီဖုတ်ကောင်တွေဆိုတာမဲမြင်ရင်လိုက်ကြိုက်မယ်အသားစိမ်းတွေစားဖို့နဲ့အစီအစဉ်ဆွဲပြီးလှုပ်တက်တဲ့သူတွေမဟုတ်ဘူးလို့ပြောပါတယ်အန်နာကတော့ဖုတ်ကောင်တွေကိုတဆင်တိုးလာတာဖြစ်နိုင်တယ်လို့ထောက်ပြပါတယ်နောက်တော့အီတန်ပြောအောင်လို့ရေကန်နဲ့ခေါ်သွားရင်ဆော့ခိုင်းပါတယ်အဲ့ဒီမှာကလေးတွေကရေတွေကအေးလိုက်တာလို့ပြောတာကြားသွားတော့ရောဘတ်အကြံတစ်ခုရသွားပါတယ်ဒါနဲ့သူတို့အိမ်ပြန်လာကြတော့ရောဘတ်ကဖုတ်ကောင်မကိုရေခဲတွေပေါ်တင်ထားလိုက်ပါတယ်သူ့ခန္ဓာကိုယ်ပူချိန်ပြောင်းလိုက်ရင်သူစမ်းသပ်နေတဲ့ဖြည့်ဆေးကိုအထောက်ကိုရနိုင်တယ်လို့အကြံရသွားလို့လှုပ်ကြည့်နေတာပါအန်နာကတော့ဟိုဒီရှောက်ကျင်ရောဘတ်ရင်ကလူပေါင်းများစွာကိုစမ်းသပ်ခဲ့မှုတဲ့အကြောင်းရှာတူသွားပါတယ်နောက်တော့သူတို့ပြန်တက်လာတော့အီတန်လေးမောမောနဲ့ဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုတွေ့လို့ရောဘတ်ကချီပြီးသူ့သမီးအိပ်ယာပေါ်ကိုခေါ်သွားပေးပါတယ်အဲ့ဒီမှာပဲအန်နာကရောဘတ်မိသားစုဓာတ်ပုံကိုတွေ့သွားလို့ရောဘတ်ကသူ့မိသားစုအကြောင်းကိုပြောပြနေပါတယ်သူ့သမီးလေးကိုလည်းပေါ့ကမာလေးနာမည်တိုင်းပေးထားတဲ့အကြောင်းလည်းပြောပြတော့အန်နာကပေါ့ကမာလေးအကြောင်းလုံးဝမကြားဘူးပါဘူးဒါနဲ့ပေါ့ကမာလေးချင်းတစ်ပုတ်ကိုဖွင့်ပြရင်သူ့အရန်ကြိုက်တဲ့အကြောင်းကိုလည်းရှင်းပြနေပါတယ်ဒီလိုနဲ့မိုးချုပ်လာလို့ရောဘတ်ဘရင်းပေါက်တွေကိုလိုက်ပိတ်နေပါတယ်ဒီချိန်အန်နာကသူတို့နဲ့လိုက်ခဲ့ဖို့ထက်ဆွဲတော့ရောဘတ်ကအဲ့ဒီမှာလူတွေရှိမှဘလောက်တောင်တေချာနေလို့လဲလို့ဆိုပြီးမိကွန်းထုတ်လိုက်တော့အန်နာကသူ့ဖျားကိုယုံနေဆိုပြီးမစီမဆိုင်ထပြောလိုက်ပါတယ်ဒီမှာပဲရောဘတ်ကအဲ့ဒါပဲဒီချိန်လူသားတွေဆိုတာအကုန်လုံးတေကုန်ပြီကျန်တဲ့သူတွေဆိုတာလည်းမကောင်းဆိုးဝါးတွေဖြစ်ကုန်တာပဲအဲ့ဒါပဲဘုရားသခင်ဆိုတာမရှိဘူးလို့ပြန်អော်ပေးလိုက်ပါတယ်ဒီလိုနဲ့တယောက်တစ်ခွန်းထမြရင်အပြင်ဘက်အတန်တွေကြလို့သူတို့စကားဝိုင်းကခဏချင်းတိတ်သွားပါတယ်တကယ်တော့ဖုတ်ကောင်တွေကရောဘတ်မလေးကကြားခဲ့တဲ့သွေးနံအတိုင်းလိုက်လာကြရင်ဒီကိုရောက်လာကြတာပါအန်နာလည်းကြောက်ကြောက်နဲ့အီတန်ကိုပြေးခေါ်တော့ရောဘတ်တယောက်အပြင်မှာလူရမရတက်ထားတဲ့မီဆိုင်တွေကိုလိုက်ဖွင့်လိုက်ပါတယ်ဒါမဲ့ဖုတ်ကောင်တွေကမီဆိုင်တွေပေါ်တက်ပြီးဖြစ်စီပစ်လိုက်လို့အကိုပြက်ကုန်ပါတယ်ဒါနဲ့ရောဘတ်လည်းမြုပ်ထားတဲ့မိုင်းတွေကိုဖောက်ခွဲပစ်လိုက်ပါတယ်ပထမတော့ကတော့မိုင်းနေမိပြီးတေကုန်ကြပါတယ်ရောဘတ်လည်းအန်နာတို့ရှိတဲ့ပေါ်တက်ကိုတက်သွားနေတော့ဘယ်ချိန်ကလေးကစင်းရှင်းကျင်နေမှမသိတဲ့အေဗာကရောဘတ်စီခုံအုပ်လိုက်ပါတယ်ဒီမှာပဲနှစ်ယောက်သားလုံးထွေးတက်ပုတ်ရင်ရောဘတ်ကဝဲဦးလဲနဲ့ထိုးတော့လေအေဗာကြီးကဘာမှမဖြစ်ပဲရောဘတ်ကိုစက်ကူလုံးတို့လေကားပေါ်ကနေပစ်ချလိုက်ပါတယ်ရောဘတ်လည်းအောက်ကျသွားတာနဲ့သူဖက်ထားတဲ့တနက်ကိုယူပြီးမဲမဲမြင်ရရှောက်ပစ်ပါတော့တယ်ဒါမဲ့ဖုတ်ကောင်ကြီးကတနက်ပစ်တာကိုရှောင်းလိန်တိုင်းနဲ့ခိုးပြန်ကြော်လာပြီးတစ်ဖက်ခန်းထဲဝင်ပုန်းပါတယ်ရောဘတ်လည်းအနားမှာရှိတဲ့ gas book ကိုပစ်လိုက်တော့တခန်းလုံးပောက်ကွဲသွားပါတယ်မီးအောင်ကျော်အေဗာဘော်ရက်ကိုတက်ပြီးတော့ရောဘတ်အနောက်ကပြေးလိုက်ရင်လိုက်ပစ်ပါတယ်နောက်တော့အေဗာတကောင်ဘရင်းဘော့ကနေခုန်စစ်ပြီးထွက်ပြေးသွားတာနဲ့အန်နာနဲ့အီတန်တို့ကိုအပြေးသွားရှာပါတော့တယ်အန်နာတို့ကပရီဘော့ကတွေနောက်မှာဝင်ပုန်းနေပြီးဖုတ်ကောင်တကောင်ကသူတို့အခန်းခေါင်မိုးကိုဖြစ်စီပြီးဆင်းလာနေပါတယ်ဖြစ်ချင်တော့ဒီကန်းကခုံပေါ်မှာတနက်တလက်ရှိနေပြီးရောဘတ်တယောက်ခန်းထဲရောက်တာနဲ့ချက်ချင်းယူပြီးပြစ်ချလို့ဖုတ်ကောင်တီးသွားပါတယ်ဒီချိန်မှာပဲအပြင်မှာတန်ကျဲကြီးကြားရတော့ခွက်ကြည့်တော့အေဗာကသူ့လူမိုက်တွေခေါ်ချလာပြီးပြန်ရောက်လာပါတယ်ဒါနဲ့ရောဘတ်တို့၃ယောက်သားမြောက်ခန်းထဲကဓာခွဲခန်းစီကိုဝင်ပြေးကြပါတော့တယ်ဖုတ်ကောင်တွေလည်းအိမ်ထဲကိုဝုန်းတိုင်းနဲ့တောင်းကြရင်ကြော်ဝင်လာကြပါတယ်ပြင်းလွှမ်းရင်အောက်ကိုရောက်လာကြတော့အန်နာတယောက်ဖြည်းစည်းထိုးထားတဲ့ဖုတ်ကောင်မခန္ဓာကိုတဖြည်းဖြည်းပြောင်းလဲလာတာကိုအန်အားတင်းစရာကောင်းအောင်တွေ့သွားပါတယ်ကြည့်ရတာကာကွယ်ဆေးကအလုပ်ဖြစ်ပုံရပါတယ်ဒါမဲ့သူတို့တွေဘာရင်လောက်ရမယ်မစင်းစားခင်လေးပဲဖုတ်ကောင်တွေကဓာခွဲခန်းကိုဖြည်းစည်းပြီးဝင်လာကြပါတယ်ရောဘတ်ကတော့သူတို့ကျမ်းမှာအရန်နေနဲ့မန်လုံတကားကြီးကိုအချိန်မီရအောင်ပိတ်ပစ်လိုက်ပါတယ်နောက်တော့ရောဘတ်ကဖုတ်ကောင်တွေကိုမင်းတို့ကိုကယ်လို့ရတယ်ပြောပေမဲ့ဖုတ်ကောင်တွေကနားမထောင်ကြပဲတကားကူသာထုရိုက်ပြီးဖြစ်စည်းနေကြပါတယ်ဒီလိုနဲ့ဓာခွဲခန်းနဲ့အေဗာကြီးရောက်လာပြီးသူ့အားကြီးနဲ့မှန်ကိုရိုက်ခွဲပစ်နေပါတယ်နောက်တော့အေဗာကသွေးရည်နဲ့မှန်မှာသူမိမဖုတ်ကောင်စီမှာပါတဲ့လိပ်ပြံပေါ်ကိုဆွဲပြနေပါတယ်ဒီပုံကိုမြင်တော့မှရောဘတ်လည်းဖုတ်ကောင်တွေမှာခန်းစားချက်ရှိပါလားလို့သဘောပေါက်သွားပါတယ်သူတို့ကဒီဖုတ်ကောင်မလေးကိုလာခဲ့တာပါရောဘတ်လည်းသူ့တနက်ကိုအောက်ကိုချလိုက်ပါတယ်အန်နာကြားတဲ့ကဝင်တားနေတာကိုတော့နားမထောင်ပဲစစ်တွေအကုန်လုံးကိုဖြုတ်ပစ်လိုက်ပြီးသူစမ်းတက်နေတဲ့ဖုတ်ကောင်မကိုတွန်းလဲနဲ့တွန်းရင်အပြင်ကိုပြန်ပို့ပေးလိုက်ပါတယ်ဖုတ်ကောင်တွေကသူ့ကိုတတ်တော့ဖြတ်တော့မလို့အော်ဟစ်နေကြပေမဲ့ရောဘတ်ကဖုတ်ကောင်အသွင်ပြောင်းလဲပစ်တဲ့ဆေးကိုလည်းထိုးပေးလိုက်ပါတယ်ဆေးထိုးပြတာနဲ့ဖုတ်ကောင်မလေးနိုးလာတော့အေဗာကသူ့စော်ကိုထူပေးရင်ချစ်ကြည်နူးနေကြပါတယ်နောက်တော့သူ့စော်ကိုပွေ့ချရင်ပြန်ဖို့လုပ်ပါတယ်ရောဘတ်ကတောင်းပန်ဖို့ကြိုးစားပေမဲ့အေဗာအော်ရာပဲခံလိုက်ရပါတယ်ခုတော့ရောဘတ်လည်းဒီမျိုးကြီးကအေဗာတို့ဖုတ်ကောင်တွေလက်ထဲရောက်သွားပြီးမှနားလေသွားပါတယ်ခုတော့သူလည်းအန်နာတို့နဲ့တူလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနေ့ကျတော့သူတို့တွေဘာမောင်ဘက်ကိုစထွက်ဖို့ပြင်ကြပါတယ်ပြန်မထွက်ခင်လေးအန်နာကအတန်ဆလွင်ပြီးဒီမျိုးထဲမှာအသက်ရှင်ကြံသူတွေရှိသေးတယ်ဆိုရင်သူတို့တွေသွားတဲ့တောင်ဘက်ကိုလာခဲ့ဖို့မှာရင်ဇလန်လေးလည်းပြီးဆုံးသွားပါတယ်တကယ်တော့ဒီဇာကားရဲ့အဆုံးသတ်ဟာတစ်မျိုးပြောင်းလဲထားတဲ့ဘာရှင်းမှာအရင်ဆုံးထွက်တဲ့ဘာရှင်းမှာအန်နာတို့ပဲလွတ်သွားပြီးရောဘတ်ကဖုတ်ကောင်တွေနဲ့တည်သွားကြတာပါခုဆိုဒီဇာကားကိုထိုက်ရိုက်အောင်မှာဆိုတော့ဇသိမ်းမိုင်းပြောင်းထားတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်တော့ like လုပ်ပေးဖို့မင်းနဲ့နော်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ channel ကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အားလုံးကြည့်ရှုပေးတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ